တူရီချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တူရီဝေကြီးကျူကျူ channel အသစ်မှာကြိုဆိုပါရစေကျွန်တော်တူရီချစ်မိတ်ဆွေများကျွန်တော်ဝေကြီးမှာတပတ်စာကျွန်တော်ရဲ့တူရီချစ်မိတ်ဆွေများကိုနေတိုက်ကနန်းနေလုံးပိုင်ပတ်တီးတွေမိမိတို့ရဲ့တူရီချစ်မိတ်ဆွေများတိုက်နှစ်သက်ယူသုံးလို့ရတဲ့အာမခံဝန်ချင်းနှစ်ခုရှိပါတယ်7 နာရီမိနစ်တစ်ချိန်4 နာရီ30အတွက်တစ်ချိန်တပတ်စာ free တင်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုကြိုက်နေတဲ့ဆိုရင်တော့ subscribe လေး like လေးတွေပေးပါပြီးရင် comment လေးရေးပေးပါအတူဒီချစ်မိတ်ဆွေများ26ရက်တလ2026တင်းလာနေ့7 နာရီမိနစ်အတွက်ကျွန်တော်ရဲ့အတူဒီချစ်မိတ်ဆွေများ169လေးထိမှပေါက်ပါမယ်ခွန်316ပရိသီကျွန်တော်ရဲ့အတူဒီချစ်မိတ်ဆွေများအင်္ဂါမကျော်ပါခွန်316ပရိသီကျွန်တော်ရဲ့အတူဒီချစ်မိတ်ဆွေများအင်္ဂါမကျော်ပါခွန်316ပရိကိုကျွန်တော်အင်္ဂါမကျော်ကိုကျွန်တော်ရဲ့ဝမ်းချင်းနှစ်ခုနဲ့ကျွန်တော်အင်္ဂါမကျော်အထိကျွန်တော်ကစားပါမယ်အဲ့တော့တင်းလာနေ့7 နာရီမိနစ်အတွက်169လေးထိမှပေါက်မယ်ဆိုတော့ခွန်316ပရိကိုကျွန်တော်ကတ်ပါမယ်အဲ့တော့တင်းနဲ့ပတ်သက်လို့တူဒီချစ်မိတ်ဆွေများ16 19 10 15ကျွန်တော်တူဒီချစ်မိတ်ဆွေများ6နဲ့ပတ်သက်လို့64 65 60 9နဲ့ပတ်သက်လို့ကျွန်တော်ရဲ့တူဒီချစ်မိတ်ဆွေများ98 9နှစ်9ခွန်ကျွန်တော်တူဒီချစ်မိတ်ဆွေများ4နဲ့ပတ်သက်လို့ခွန်316ပရိဆိုတော့43 4ခွန်4နှစ်ဖြစ်ပါတယ်ကျွန်တော်တူဒီချစ်မိတ်ဆွေများ12 နာရီမိနစ်အတွက်ဈေးပါ26ရက်တလ2026တင်းလာနေ့7 နာရီမိနစ်အတွက်ကျွန်တော်ရေးထုတ်ထားတဲ့ကဏ္ဍလေးဖြစ်ပါတယ်ခွန်316ပရိသီအင်္ဂါမကျော်ဆင်းပါမယ်ဒီချစ်မိတ်ဆွေများပြီးရင်ကျွန်တော်ရဲ့တူတီချစ်မိတ်ဆွေများကျွန်တော်အင်္ဂါမကျော်လုံးပိုင်ကျွန်တော် free ပေးပါမယ်ကျွန်တော်တူတီချစ်မိတ်ဆွေများအင်္ဂါမကျော်လုံးပိုင် free ပေးပါမယ်ကျွန်တော်တူဒီချစ်မိတ်ဆွေများအင်္ဂါမကျော်လုံးပိုင်ဒီ3ဖြစ်ပါတယ်ကျွန်တော်တူဒီချစ်မိတ်ဆွေများအင်္ဂါမကျော်လုံးပိုင်ဒီ3ဖြစ်ပါတယ်အင်္ဂါမကျော်ပရိဒီခွန်316ပရိအထီးကစားပါမယ်အင်္ဂါမကျော်မှာခွန်316ပရိဆင်းပါမယ်ကျွန်တော်တူဒီချစ်မိတ်ဆွေများကိုကျွန်တော်က1ချိန်2ခုနဲ့အင်္ဂါမကျော်အထီးခွန်316ပရိကျွန်တော်ပေးပါမယ်ပြီးရင်တူဒီချစ်မိတ်ဆွေများအင်္ဂါမကျော်လုံးပိုင်ဒီ3မှာ300ရာခိုင်နှုန်းလာပါမယ်ကျွန်တော်တူဒီချစ်မိတ်ဆွေများတပတ်စာတူဒီချစ်မိတ်ဆွေများမွေးပရိသမားတွေပေါ့မွေးပရိထိုးခြင်းတယ်ဆိုရင်ကျွန်တော်ရဲ့တူဒီချစ်မိတ်ဆွေများမွေးပရိလိုက်ခြင်းတယ်ဆိုရင်တော့တူဒီချစ်မိတ်ဆွေများခွန်ပရိပါခင်ဗျာတူဒီချစ်မိတ်ဆွေများခွန်ပရိဒီအပိုင်ကစားပါလာပါမယ်တူဒီချစ်မိတ်ဆွေများဒါမှမဟုတ်ရင်တူဒီချစ်မိတ်ဆွေများပရိကိုမကစားခြင်းမှုခွေအပူလေးမှထိုးခြင်းတယ်ဆိုရင်တော့တပတ်စာခွေတဲ့အပူအပါကျွန်တော်ရဲ့တူဒီချစ်မိတ်ဆွေများခွန်41ခွေအပူပါခင်ဗျာခွန်41ခွေအပူပါအဲဒီလိုချင်းမစမရဟိုကျွန်တော်ကမွေးကနန်းလေးကျွန်တော်၄ခွက်ပေးခြင်းတယ်အဲမွေးကနန်း၄ခွက်ကဘာလဲဆိုတော့ကျွန်တော်ရဲ့တူတီချင်းမဆွေများ9 4ထီတော့ကျွန်တော်ရဲ့တူတီချင်းမဆွေများ9 4ထီတော့ပရိသီ4 6ပရိဖြစ်ပါတယ်ကျွန်တော်ရဲ့တူတီချင်းမဆွေများ9 4ထီတော့4 6ပရိပါဘာယူထိုးရမလဲဆိုတော့9နဲ့ပတ်သက်လို့4ပရိဆိုရင်9 9 9နဲ့ပတ်သက်လို့6ပရိဆိုရင်တော့9 1 4နဲ့ပတ်သက်လို့4ပရိဆိုရင်တော့40 4နဲ့ပတ်သက်လို့6ပရိဆိုရင်တော့တူတီချင်းမိတ်ဆွေများ4နှစ်အဲ့ဒီ4ခွက်ဒီကျွန်တော်ရဲ့တူတီချင်းမိတ်ဆွေများတစ်ပတ်
အတွင်းမှာဘူရဘူးမကြုံမှာတောင်ကြာနိုင်ပါတယ်ခင်ဗျာဒီလေးကွက်ကလေးကိုမြမွေးထိုးခြင်းနဲ့ဆိုတော့ဒါမွေးကွက်၄ကွက်ပေါ့ခင်ဗျာမွေးပေါ့ကျွန်တော်တို့ချင်းစင်များမွေးကွက်ကလေးပါခင်ဗျာဒါလေးကတော့မွေးထိုးလေးပေါ့ကျွန်တော်တို့ချင်းမိတ်ဆွေများမွေးထိုးပါကျွန်တော်တို့ချင်းများအထူးသတိထားမယ်ဟာလေးတခုရှိပါတယ်အထူးသတိထားပါမယ်ကျွန်တော်တို့ချင်းမိတ်ဆွေများအထူးသတိထားမယ်ဟာလေးကတော့တစ်စုံကလာပါမယ်သူချင်းမိတ်ဆွေများကျွန်တော်ပြည့်စုံကျွန်တော်တပတ်စာကျွန်တော်ပေးထားပါတယ်ကျွန်တော်တပတ်စာတွေကဗါလဲဆိုမွေးပရိတ်တပတ်စာပရိတ်ကခွန်ပရိတ်ပါကျွန်တော်တူချင်းမိတ်ဆွေများခွေအပူပါခွန်လေးတစ်အပူပါပါမယ်9လေးထိတဲ့တပတ်စာ46ပရိတ်995 44နှစ်ကျွန်တော်ပေးထားပါတယ်တစ်စုံကကျွန်တော်ပေးထားပါတယ်7နိုင်တမိနစ်4နိုင်ခွဲ26ကနေပြီးတော့ကျွန်တော်တူချင်းမိတ်ဆွေများ26ရက်ကနေပြီးတော့30ရက်နေ့ထိ7နိုင်တမိနစ်ဈေးညနေ4နိုင်ခွဲဈေးကျွန်တော်နေ့တိုင်းဖရီကျွန်တော်တင်ပြီးသွားပါမယ်ကျွန်တော် YouTube channel လေးကို subscribe လေး like လေး comment လေးတွေအားပေးတော့ပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်လူတွေချင်းမိတ်ဆွေများအားလုံးစိတ်ချမ်းသာကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေကန်ဆက်လို့ပေါက်ကြပါစေခင်ဗျာ